အစမှာမိမတယောက်က Lord Rovel ရဲ့ရှေ့မှာရပ်သည် Lord Rovel ခဏလောက်စောင့်မှာတင်းရဲ့သမီးအကြောင်းပြောချင်ပါတယ်လို့ပြောနေပါတယ်။သူမကအော်ခိုကြီးအမီလီကဘဲမာလေးမင်းအဖေရောက်လာပြီးသားမြ мян ဆင်းလာပြီးတွေ့လိုက်လို့ပြောပါတယ်။အဲ့ဒီအချိန်မှာအပေါ်ထက်မှာမိန်းကလေးငယ်လေးတယောက်ပြေးဆင်းလာပြီးခလုတ်တိုက်လဲက Rovel လက်ရှေ့မှာထိုက်ရိုက်လဲသွားပါတယ်။တကယ်ပြောရရင်အာလူလုံးလိုပဲပြီးတော့မိန်းမကြီးကဒီကလေးပဲတင့်သမီးပါလို့ပြောပါတယ်။တစ်ဖက်မှာတော့အဲလန်ကဒေါသကြီးပြီးအနာကအရာအလုံးကိုလှုပ်ခါနေပါတယ်။ဒါကိုမြင်တဲ့အဲလန်ရဲ့အမေကအဲလန်ရက်လိုက်ပါနင်းတော်တစ်ခုလုံးပြတ်တော့မယ်မင်းအဖေကမင်းပဲပိုင်နေသူတို့စကားမနားထောင်နဲ့လို့ပြောပါတယ်။အဲ့ဒီအချိန်မှာအကျဉ်းသားလိုပုံစံရှိတဲ့ဝလာလူတစ်ယောက်က Lord Rovel ကြည့်ပါဦးတင့်သမီးကကျွန်တော်လိုပဲချစ်ဖို့ကောင်းလားမဟုတ်လားလို့ပြောပါတယ်။နောက်ကလူတစ်ယောက်က Lauren ဒီကလေးက Sovel ရဲ့သမီးလားလို့မေးတော့ Lauren ကမပြောနိုင်ဘူးလို့ဖြေပါတယ်။အဲ့ဒီအချိန်မှာပဲ Sovel ကိုမြင်လိုက်ရပါတယ်။ Rovel ရဲ့ညီအငယ်ကရောက်လာပြီးကျွန်တော်အကူဒီမှာရှိတယ်လို့ကြားတယ်။ဘဲမှာလည်းတွေ့ကျင်တယ်လို့ပြောပါတယ်။ Rovel ကိုတွေ့တာနဲ့အယံဝမ်းသာသွားပါတယ်။ Rovel ကဒီလိုဘဝနဲ့ဘယ်လောက်ကြာနေခဲ့လာလေ။ဘာလို့ဒီလိုဝလွန်းတဲ့မိန်းမကိုလက်ထပ်လိုက်တာလေလို့မေးပါတယ်။အဲ့ဒီအချိန်မှာဝလွန်းတဲ့မိန်းမကဝင်လာပြီး Sovel အချိန်တော်မှန်တယ်ငါ့ကိုစောင့်နေတယ်။ Rovel ရောက်လာပြီဆိုတော့မင်းနဲ့အမြန်ဆုံးကြွားရှင်းခြင်းတယ်။ Rovel ကိုပဲလက်ထပ်မေးလို့ပြောပါတယ်။ Sovel ကမော်တီမင်းကိုဖက်နေချင်းပြောထားလေဒီလိုလက်ဝိကရဏရီမဝစ်ဖို့မင်းအတွက်မဟုတ်ဘူးလို့ပြောပါတယ်။မိမကမဟုတ်ဘူးဒါတွေကငါအတွက်ပဲငါမဝိရင်ဘလို့အလှပြမလဲလို့ပြန်ပြောပါတယ်။ Rovel ကမိသားစုကိစ္စကိုလူရှိမှမပြောကြနဲ့နောက်မှပြောမယ်လို့ပြောပြီး Lauren ကိုနန်းတော်ကိုသွားပြောလိုက်ငါပြန်လာပြီးမနှက်ဖြန်သွားတွေ့မယ်လို့ညွှန်ကြားပါတယ်။ပြီးတော့တရားရေးဌာနကိုလည်းမနှက်ဖြန်လာမယ်လို့ပြောပါတယ်။လူတွေကဘာလို့သွားရမှာလဲလို့မေးတော့ Rovel က Sovel မနှက်ဖြန်မင်းရဲ့ကွာရှင်းကိစ္စကိုငါလုပ်ပေးမယ်လို့ပြောပါတယ်။ဒါကိုကြားပြီးဝမိမကအယံဝမ်းသာသွားပြီးနောက်ဆုံးတော့ Rovel ကိုလက်ထပ်နိုင်တော့မယ်လို့စိတ်ထဲထင်နေပါတယ်။နှစ်ယောက်လုံးအယံပျော်နေတော့ရည်နေကြတာကိုမြင်ရတာတကယ်သွေးဖူးစရာပါ။နောက်မှာ Sovel က Lord Rovel ကိုဖြစ်ပျက်သမျှအကုန်ရှင်းပြပါတယ်။ Rovel ကဘာကြောင့်သူမကိုလက်ထပ်ခဲ့တာလဲ။ Sovel ကဘလို့ဖြစ်သွားမှန်းမသိဘူးလို့ပြန်ဖြေပါတယ်။ Rovel ကခလီးကမင်းရဲ့ခလီးမဟုတ်ဘူးလို့သူမပြောနေတာတကယ်လား။ Rovel ကလက်ထပ်တဲ့ညောင်မှာငါအယံမူးနေခဲ့တယ်လို့ပြောပါတယ်။ Rovel ကသူမကိုယ်တိုင်ခလီးကမင်းရဲ့မဟုတ်ဘူးလို့ပြောနေတော့ကွာရှင်းရတာပြဿနာမရှိဘူးလို့ပြောပါတယ်။မနှက်ဖြန်မေးတဲ့အခါအတူကြုံပဲဖြေ yes နဲ့ no မမအောင်ညွှန်ကြပါတယ်။ပြီးတော့ Sovel ကိုတောင်းပန်ပါတယ်။ Sovel ကအကို30နှစ်လုံးဘယ်မှာနေခဲ့တာလဲ။ Rovel က Spirit World မှာ30နှစ်နေခဲ့တယ်။အဲ့ဒီမှာလက်ထပ်ခဲ့ပြီးတမီးလေးတယောက်လည်းရှိတယ်လို့ပြောပါတယ်။ဒီအကြောင်းကိုကွာရှင်းပြီးမှပဲလူတွေသိအောင်လုပ်မယ်ဆိုပြီးသဘောပေါက်ပါတယ်။ Sovel ကငါချစ်တဲ့မိန်းမနဲ့တမီးလည်းရှိတယ်။ဒါပေမဲ့သူမကအောက်တန်းစား Rovel ကငါမစိုးရိမ်ဘူးချစ်တာပဲအရေးကြီးတယ်လို့ပြောပါတယ်။ Sovel ကအယံဝမ်းသာသွားပါတယ်။ Sovel ကမိသားစုအလုပ်ကိုအကူယူပါငါမထားနိုင်တော့ဘူးလို့ပြောပါတယ်။ Rovel ကငါကလူမဟုတ်တော့ဘူးမင်းပဲအိမ်တောင်ဦးစီးလို့ပါလို့ပြန်ပြောပါတယ်။ Rovel အယံစိတ်ရှုပ်နေတဲ့အချိန်မှာ Origin နဲ့ Ellen ကအဖေကိုကူညီရအောင်ဆိုပြီးလူလောကကိုပြန်လာကြပါတယ်။ Rovel ကဒီသူကငါမိမ Origin ဒီသူကငါသမီး Ellen လို့မိတ်ဆက်ပါတယ်။ Lauren က Ellen ကိုငါမီလေးလို့ခေါ်တော့ Rovel နဲ့ Ellen တို့ကစကားပြန်ရင်းနဲ့ရန်ဖြစ်ကြပါတယ်။နောက်ဆုံး Lauren ကလိုရာအားလုံးပြောငါလုပ်ပေးမယ်လို့ပြောပြီးပြောနေပါတယ်။ Rovel ကမနှက်ဖြန်အားလုံးငါပြင်ပေးမယ်မိမကိုမနှက်ဖြန်ငါကိုစောက်ရှောက်ပေးပါလို့ပြောပါတယ်။မိမကသူ့ရင်ခွင်ထဲဝင်အိတ်သွားပါတယ်။ Ellen ကအဖေက flat တောင်တက်ရည်ပြီလို့ပြောပါတယ်။ဘရင်က Rovel ဖြတ်လာတာကိုကြားပြီးစိုးရိမ်နေပါတယ်။ဘရင်ရဲ့သား Revival ကသူ့ကိုမဆန့်ကျင်နဲ့သူ့လိုချင်တာအားလုံးလိုက်လုံးလို့ပြောပါတယ်။ Rovel နန်းတော်ကိုရောက်ပြီးကျွန်တော်မှာစန္ဒနှစ်ခုရှိပါတယ်။နံပါတ်1မိသားစုကိစ္စမှာမဝင်ရောက်ဖို့နံပါတ်2 Sovel နဲ့ဘရင်ရဲ့သမီးကွာရှုံဖို့ Ellen ကဒီသူရဲ့နှလုံးကအမှောင်ကြီးမယ်လို့ပြောပါတယ်။ Rovel ကမိသားစုကိုမထိနဲ့ထိရဲ့မင်းမအသက်ရှင်မယ်လို့ချင်းချောက်ပါတယ်။တရားရုံးမှာမိမကကျမ Rovel ကိုချစ်တယ်ခလေးလဲသူရဲ့ပါလို့လိန်ပြောပါတယ်။ Rovel က30နှစ်လုံးမရှိဘူးခလေးက10နှစ်ပဲရှိတယ်လို့အမှန်ပြောပြီးကွာရှင်းအတီးပြုလိုက်ပါတယ်။ဒါပေမဲ့သူမကိုတစ်သက်လုံးလက်ထပ်ခွင့်ပိတ်ပန်ချမြတ်ပါတယ်။သူမငိုပြီးအဖေအကိုကူညီပါလို့ပြောပေမဲ့မင်းထိုက်တန်ပါတယ်လို့ပြန်ဖြေကြပါတယ်။ Rovel ကငါမိသားစုကိုထိရင်မင်းမတက်ရှင်မေလို့နောက်ဆုံးတတိပေးပါတယ်။ Rovel အိမ်ပြန်ရောက်ပြီး Lauren Albedo ကိုခေါ်လိုက်လို့អော်ပါတယ်။အဲ့ဒီနေရာမှာပဲ episode 2ပြီးဆုံးသွားပါတယ်။